ပေါ့အီလီတချင်းလို့ပေါ့မင်းနဲ့လမ်းခွဲပြီးမှငါပူမိုက်လားဟုတ်တော့မိုက်နော်အဲ့လိုလည်းမဟုတ်ပါဘူးလူဆိုတာမိန်းကလေးတိုင်းကသူတို့ဖြတ်ကျော်ရတဲ့ဒီမကောင်းတဲ့ဒါဝတ်ကြွေးတွေရှိတယ်ဒါဘယ်သူမှမဖြစ်ချင်ဘူးဒါပေမဲ့ဒါကတော့အချိန်တစ်ခုရောက်လာတဲ့အချိန်မှာလူဆိုတာဘယ်သူမှမအပြည့်မရှိဘူးကိုလန်းကိုရွေးချယ်ကြတာဖြစ်တယ်အဲ့အတွက်ကိုဒါရှောက်ကြရမှာပေါ့နော်အဲ့အချိန်မှာမှဘယ်လိုပြောရမလဲလူကစိတ်ညစ်မနေပဲနဲ့ကိုကလှုပ်တင်တာဘဝမှာ life မှာအရေးကြီးတာတွေအများကြီးရှိတယ်အဲ့အတွက်ကိုကဒီထက်ပိုလာအောင်နေပြီးတော့ဒီထက်ပိုစူးစမ်းမှာပေါ့ကိုမိသားစုရှိတယ်ကိုတငယ်ချင်းတွေရှိတယ်အဲ့လိုမျိုးပေါ့အဲ့လိုပဲသွားရမှာပေါ့နော်တချို့ဆိုအဲ့လိုညီမလေးလာမေးတယ်မဆီအရင်စိတ်ညစ်တယ်အဲ့လိုမျိုးဆိုမဟုတ်စိတ်ညစ်နေတယ်ညစ်လိုက်တယောက်ညစ်လိုက်တော့တပတ်လောက်ညစ်ပြီးထားလိုက်တော့ပေါ့နော်ဘာလို့လဲဆိုတော့ဒါမိန်းကလေးတွေကကိုချင်းစားတာပါနော်စီလဲအသေးလဲဖြစ်ခဲ့ဒါပေမဲ့ဒါခဏတာပဲကောင်းတယ်ကိုအတွက်ကိုဘဝအတွက်ကိုအရေးကြီးဆုံးတွေကိုပဲရွေးချယ်ရမှာပေါ့နော်ဟုတ်မဆီကအများ happy girl လေးပဲလေအများပျော်တာသူများကိုလည်းအပျော်ပဲပေးခြင်းတယ်မငိုစေခြင်းကိုတိုင်လည်းပျော်ပဲနေခြင်းတယ်ဒါပေမဲ့တစ်ခါတလေကျတော့လည်းဒီလိုပဲလူကဒွန်တွဲနေတာပေါ့ကိစ္စတွေကဖြစ်တာပေါ့ဟုတ်ဘာမှမပြောတော့ဘူးတော်ကိုလှအောင်လို့နေနေလဲပြောအဲ့လိုတက်တက်ကြီးလုပ်ယူရမှာမဟုတ်ပါဘူးကိုက confidence ရှိတော့နည်းနည်းလေးတော့တော်သေးရပါဟုတ်ပြီးတော့ပြီပဲ sorry ပဲကိုပြီးလာအဲ့ဒါကတော့ပိန်သွားတာလည်းပါပါပေါင်း20ကြာသွားအဲ့ဒါအခု20ထက်ချလေ3လလောက်မှာဟုတ်ဒါပေမဲ့အစကလည်း short နေတာဖြည်းဖြည်းချင်း short လာဆိုတော့ဟုတ်တော့မိုက်လာပိန်သွားလို့ပေါ့ဆွေးရကြတော့လေရက်ပူတော့လေသူများပေါင်ချိန်လောက်ရှိတယ်ဝါထင်ရပါပေါ့နော်ဒါတော့မှလက်မောင်းကြီးတွေကြီးနေသေးတယ်အဲ့တော့အဲ့လက်မောင်းချရအောင်ပဲဒီကျန်တဲ့အစီတွေရှိသေးတယ်ချရအောင်ပဲဟုတ်အစီဆိုမြဲတယ်လို့ကြည်တဲ့လေးပေါ့နော်ချစ်ဖို့ကောင်းတယ်ဒါပြောကြရတယ်အောက်မှာအများကြီးပဲအဲ့ပုံမှာကိုအားဖြစ်စေလားဘယ်လိုလေးရှိလဲအားဖြစ်ရပါတယ်တယောက်ကပဲချစ်ဒါကျမတို့ကအားဖြစ်ရတယ်ချစ်တဲ့လူရှိသလိုအမြင်ကတ်တဲ့လူလည်းရှိမှာပဲဒါကိုကလက်ခံနိုင်ရမယ်အကောင်းကြီးပဲလူကယူချင်လို့မရအဲ့ကြတော့အဲ့ဒါလေးကိုတော့ဆွေးတော့ဖြတ်တန်းရတာပေါ့နော်ဟုတ်ဘာပဲပြောပေါ့လူဆိုတာအဆင်ပြေတဲ့အချိန်ရှိတယ်အဆင်မပြေတဲ့အချိန်ရှိတယ်အဲ့ကြတော့ဘာပဲပြောကိုယ့်ရဲ့တငယ်ချင်းကောင်းတွေအများကြီးဘေးမှာရှိပေးတယ်ပြီးလို့ရှိရင်မိုင်းအေးတောင်းပေါ့နော်မိုင်းအေးတောင်းဆိုရင်ဆွေအတွက်ကိုအရန်ကိုတမိုးရှိရဲ့မိတ်ဆွေတွေမှာပါတယ်တငယ်ချင်းတွေမှာပါတယ်ကိုအမလိုတငယ်ချင်းလိုပြီးလို့ရှိရင်ဆွေရဲ့တငယ်ချင်းတွေလေအဲ့လိုဘန်ကောက်ကလေဆွေအများကြီးတင်တယ်ကျော်မျိုးအောင်တို့တင်မလားမနင်းတို့ပြီးတော့ sweet makeup artist ပေါ့ဘန်ကောက်ကအဲ့လုံဆိုင်တို့မမောင်ဖူးပြည့်တို့ဆိုတာ sweet အတွက်ကိုတကယ်ကိုကွာဒီလားပျော်အောင်လို့တကယ်ချင်းကို support အပြည့်ပေးတဲ့လူတွေပေါ့ကျန်တဲ့လူတွေရှိပါသေးတယ်ဟုတ်သူတို့ကရင်ဖွေးပြလားတကယ်ချင်းတွေရင်ဖွေးပြပါတယ်ဘာမေးမလို့လဲမဖြေတော့ဘူးအားဒီကြောင်ပဲပြောမယ်ဒီနေ့တော့ပြောပြစီနော်ဟုတ်မင်းသားကထောက်ပတ်သေးတယ်အားပြမို့လာဖို့သွားလို့စားလိုက်တာဝယ်ရမှာဒါပေမဲ့ तू ကလေအရန်ဘာလှုပ်စေတနာပါတဲ့အတွက် तू ဘာလှုပ်သွားအောင်မြင်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့ရင်ထဲကဖြူစင်တယ်လေအဲ့ဒါကြောင့်ဟုတ်မင်းသားထောက်ပတ်သေးတယ်ဘယ်လိုလဲအရန်ကောင်းတယ်ကျမဆိုဒီတိုင်းစားရတာ तू ကကဲရှယ်ပဲထောက်ပတ်တရားလေးပြီးတော့ဝိတ်ချပြီးသားလည်းဖြစ်တယ်ဟုတ်ဝိတ်ကြောက်တာပိန်သွားစောက်သေးခွင့်ပိန်ငါကစားတော့ဝိတ်ထမင်းမစားလို့ပါထမင်းနဲ့ဘာလို့မစားလဲလုံးဝစောက်သေးခွင့်ပိန်နေပိန်ခြင်းရင်ဘဲနဲ့ပြတ်လိုက်အလကားစားတာပါဆွေတကယ်လေဆွေလည်းအရန်ဝလာနေအများဟိုကိုရဲ့လုံနေတဲ့ career နဲ့လည်းဒါသိရမလားပြီးနေရထိုင်ရခတ်တာနဲ့ဆွေရဲ့အရင်ကတည်းကသွေးပြစ်တဲ့ယောဂနဲ့ဆရာဝန်ကလည်း short ခိုင်းအဲ့ဒီမှာတောက်လျှောက် short နေတာ short နေတဲ့ယောဂကိုတော့မဟုတ်ဘူး